ပြီနော်ဒီနေ့မှာမက်ဆီအတွက်တကယ်ကိုထပ်ပြီးတော့မျှော်လင့်နေရတဲ့ hat-trick သွင်းကိုကတော့ဒီနေ့မှာစိတ်ဓာတ်မြတ်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်2026ကမ္ဘာဖလားရဲ့ပထမဆုံး hat-trick သွင်းကိုတော့လီယိုနယ်မက်ဆီရဲ့တော်တော်လေးကောင်းမွန်လာတဲ့ကံချက်နဲ့အတူလက်ရှိချိန်မှာတော့မြစ်တွေထားခဲ့ရပြီဖြစ်ပါတယ်ရှေ့ပိုင်းမှာတကယ်ကိုမထင်မှတ်ထားတဲ့စံချိန်တွေကိုတစ်ခုပြီးတစ်ခုချိုးနေတဲ့လီယိုနယ်မက်ဆီအချိန်မှာလဲဒီနေ့အဖွင့်ပွဲစဉ်မှာပဲသူရဲ့ hat-trick သွင်းကိုတော့အကောင်းဆုံးရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်နီကိုလက်ကွန်ဆာလက်ရဲ့တော်လေးအကွက်မြင်တဲ့ပေးပို့မှုကနေမက်ဆီအေရီယာပြင်းရမယ်သူရဲ့ပုံစံတိုင်းအကောင်းဆုံးဆုံးသက်ပြီးတော့သူကိုတကိုးတော့ထပ်ပြီးတော့ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာတွင်းကိုရသွားတဲ့မက်ဆီကတော့သူ့ရဲ့ကမ္ဘာ့တမိုင်းမှာပထမဆုံး hat-trick တွင်းကိုရခဲ့တယ်လို့ကမ္ဘာ့တမိုင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားမီရိုဆက်ကလိုစီရဲ့တွင်းကို16ကိုတော့လိုက်မိသွားခဲ့ပြီလည်းဖြစ်ပါတယ်မက်ဆီသူ့ရဲ့2026ကမ္ဘာ့အဖွင့်ပွဲမှာနေပြနေတဲ့ခြေစွမ်းနေတွင်းကိုတွေကတော့ဘောလုံးကန်နဝေတူရဲ့နောက်ဆုံးကမ္ဘာ့မှာပရိသတ်တွေအတွက်ကြည်ရတာတကယ်ကိုတန်စင်မဲ့တွင်းကိုတွေခြေစွမ်းနေရတော့ပရိသတ်တွေကိုမက်ဆီတက်ပြီးတော့ဖြောပြမှုပေးနေကြရတယ်ဖြစ်ပါတယ်ဒါဖွင့်ပွဲစဉ်ဖြစ်လို့နောက်ပိုင်းပွဲစဉ်တွေမှာမက်ဆီသွင်းကိုနဲ့အတူကမ္ဘာဖလားရဲ့ဂိုးသွင်းများဆုံးကစားသမားဖြစ်ထပ်ပြီးတော့မှတ်တမ်းစိုက်ထူသွားနိုင်မလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အဂျီလာတင်မယ်။ဂျင်မာလေရိုမဲရိုပြန်ပြီးတော့တားဆီးခဲ့ရတာဖြစ်ပါတယ်။အာဂျီနာတင်မယ်ညာကြောင်ထပ်ပြီးတော့ထုတ်ထားရမြတ်တောက်လျှောက်ပဲဆွဲယူလာရမြတ်အာဂျီနာတင်မယ်ရာလာသေးတယ်။အလောထပ်ပေးထားတယ်အေဗရက်Average ယူမှာတော့အဂျီယာတင်ရဲ့ခန်းစစ်ကစားမတွေပြန်လည်ပြီးတော့တားဆီးထားခဲ့တာဖြစ်ပါတယ်ဒီနေ့ဖွင့်ပွဲစဉ်မှာတော့အာဂျီနာတင်ရဲ့အသင်းကောင်းဆောင်လီယိုနယ်မက်ဆီပရိသတ်တွေအတွက်အတော်လေးကျင်းနေစရာကောင်းတဲ့ပုံစံမျိုးတွေကိုတော့လုပ်ပြထားခဲ့တာဖြစ်ပါတယ်ရှေ့ပိုင်းမှာတကယ်ကိုစံချိန်ကောင်းများစွာနဲ့စိုက်ထူထားတဲ့လီယိုနယ်မက်ဆီဒီနေ့မှလည်းသူ့ရဲ့နောက်ထပ်စံချိန်ကောင်းများစွာနဲ့ပဲကမ္ဘာဖလားအဖွင့်ကိုတော့အကောင်းဆုံးစတင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်စော်ပိုင်းကကမ္ဘာဖလားရဲ့ဂိုးသွင်းများဆုံးကစားမမှာအဆင့်၄နေရာမှာပဲရှိနေခဲ့တဲ့လီယိုနယ်မက်ဆီဒီနေ့မှာတော့3ဂိုးသွင်းပြီးတော့ကမ္ဘာဖလားသမိုင်းမှာဂိုးသွင်းများဆုံးကစားမဖြစ်ရှိနေခဲ့တဲ့ကလိုစီရဲ့သွင်းကို16ကိုစံချိန်ကိုတော့ဒီကနေ့အဖွင့်ပွဲစဉ်မှာပဲလိုက်မိခဲ့ပြီဖြစ်ပါတယ်ဒီနေ့ကလေရွေးစင်ဘွားရဲ့စုစုပေါင်းပွဲပေါင်း200ပြည့်မြောက်တဲ့မမရရပွဲစဉ်မှာတော့